လုံးပဲမင်္ဂလာပါရှင်။နိုးတို့ရဲ့ PE channel လေးကနေကြိုဆိုလိုက်ပါရနော်။နိုးကတော့ PE channel လေးမှာတင်ဆက်ပေးနေတဲ့တင်ဆက်သူနိုးပါပဲရှင်။နိုးဒီနေ့မှာတင်ဆက်မယ့်ဇာတ်လေးကတော့ဖောက်ဝင်တဲ့သူဆိုတဲ့ဇာတ်လေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ဇာတ်လေးမစတဲ့ခင်မှာနိုးတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မေ့ကြပါနဲ့နော်။နိုးတကူမြတ်တာရက်ခန့်ချင်တာကဇာတ်လေးမစတဲ့ခင်ဗီဒီယိုလေးခတ်ပြီးနားဆင်ဖို့လည်းမမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်တော့ဇလန်းလေးကိုစလိုက်တော့မယ်နော်။ညနေခင်းနေဝင်တရောအချိန်လောက်မှာတော့ထန်းတက်သမားတူထမ်းမင်းဘဝပြုတ်ကျသွားပါတယ်။ဒီလိုပြုတ်ကျသွားတော့အခြားသောထန်းတက်သူအချို့ကတွေးလိုက်ရပါတယ်။ဒါကြောင့်ထမ်းမင်းဘဝအမြန်ဆင်းပြီးပြေးကြည့်ကြပါတယ်။ထမ်းမင်းအောင်တွေးရိုက်နေမှာပြုတ်ကျသူကခွေလေးလဲနေအောင်တွေးရပါတယ်။ထမ်းမင်းဘဝပြုတ်ကျပွဲချမီတည်သွားပြီလို့ထင်လိုက်ကြပါတယ်။ဒါပေမဲ့အပြေးသွားသူတွေမလန်မကန်အရှောင်းမှာပဲသွေးအိုင်နေရလူကုန်းထားလာပါတယ်။အားလုံးအားတင်သွားကြပါတယ်။သူကြည့်ရလဲဘာမှမဖြစ်သလိုပဲ။မိတ်ဆွေအပေါင်းအသင်းတွေကသူ့အိမ်ပြန်ပို့လိုက်ကြပါတယ်။ဒီအဖြစ်ပြက်ကိုတော့စာရေးသူငယ်စဉ်ကချင်းတွင်းမြကမ်းမြို့မှာကြားခဲ့ရတဲ့အဖြစ်ပြက်တစ်ခုပါ။မြို့ရဲ့အရှိတ်ဘက်မှာနေရောင်မရတဲ့ထတော်ကြီးတွေရှိပါတယ်။အဲဒီထတော်ကြီးတွေကထမ်းလို့သားတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ထမ်းမင်းဘဝပြုတ်ကျသူဟာမြေပြင်ပေါ်ကြချင်းတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့တွေးရနေရနေရှုပ်ကြီးပြန်ထလာခဲ့ပါတယ်။အကြောင်းကတော့သူတွေ့ချင်းအနားမှာရှိရဲ့ဖုတ်တစီကသူ့ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ပူကတ်သွားလို့ပါပဲ။ဖုတ်တစီကထမ်းသမားရဲ့ခန္ဓာကိုယ်ထဲဝင်ပြီးမကောင်းဆိုးကအမူအကျင့်တွေကိုလုပ်နေခဲ့ပါတယ်။နေကင်းဘက်မှာတော့အေးရတွေကမထနိုင်တဲ့လူမမာဟန်ဆောင်နေပြီးညာဘက်လူချေတိတ်ချင်ကြမှာတိတ်လေးမီးဖို့ကြောင်နေသွားထမင်းနေဟင်းတွေခိုးစားပါတယ်။တချို့ညားတွေကြောင့်အိမ်အောက်တိတ်လေးဆင်းသွားပါတယ်။အိတ်တန်တက်နေတဲ့ကြက်တွေဖမ်းလေလင်တက်ပြီးအစိမ်းကိုက်စားပါတယ်။စားပြီးဝါမှအေးရတဲ့အသားပြန်ဝင်ပြီးလူမမာဟန်ဆောင်နေပြန်ပါတယ်။ရက်ကြလာတော့ဒီအကြောင်းမိသားစုဝင်တွေတီးသွားကြပါတယ်။တဆင်စကားတဆင်နာနဲ့တရက်ကွက်လုံးလို့တီးသွားကြပါတယ်။နားလေတက်ကျွမ်းနေဆရာခေါ်ပြီးဖုတ်ထုတ်လိုက်ရပါတယ်။ဖုတ်တစီထွက်သွားတဲ့ချက်ချင်းထန်းသမားရဲ့ခန္ဓာကိုယ်လူသေးကောင်ပုံနဲ့ချင်းမခန့်အောင်နမ်းဟောင်းလာပါတယ်။ခန္ဓာကိုယ်အပုတ်ကောင်ကြီးရလေရုပ်ရှင်အနေပြသလိုပဲလက်လက်ဆက်ဆက်ကြီးရနေတမဟုတ်ချင်းရှောင်းကားမြော့ပုတ်ပရှိရွေးလာပြီး9ရက်တစ်ပတ်လောက်ထားရမတာပုတ်ကောင်လို့ဖြစ်သွားပါတယ်။ဒါနဲ့ပဲချက်ချင်းဖြာနဲ့လေတုတ်တန်ထုတ်ပြီးမီးတချို့လိုက်ရပါတယ်။ဖုတ်တစီတွေကအာယုံတက်လင်းရကြီးချင်းနေဝင်ရင်တရောချင်းနွားရိုင်းသွင်းချင်းညားတကောင်ချင်းတွေမှာကျက်စားသွားလာတက်ကြပါတယ်။နာသာချီယောဂတွေတွေနဲ့ရုတ်တရက်သေးလူနဲ့အစိမ့်သေးလူလည်းပူကဝင်ရောက်နိုင်ပါတယ်။ဖုတ်တစီတွေကညအခါမှာလူသူသိစိတ်ချင်းမှာခိုးစားတတ်တယ်အစားမမော်တယ်အစားကြီးရင်တာငါးတွေကြိုက်နေတတ်တယ်တချို့ဖုတ်တစီတွေမှာနေ့တန်ကြားတဲ့အထိပူကနေထိုင်စားတော့ကြောင်းတွေးကြုံဘူးသူတွေပြောစကားရသိရပါတယ်2010ပြည့်နှစ်မေလဆန်းလောက်ကဆိုပါတယ်အသက်60ကျော်အဖွားဟုတ်တယောက်ဖော်ဝင်နေလို့တဲ့ညအိတ်ချင်မှာသူ့ကိုပြုစုနေတဲ့သမီးစီအောင်သူ့ကိုစုပ်တယ်တဲ့ဒါကြောင့်နာသာရှိလူမမတဖြည်းဖြည်းဝါဖြိုးနေပြီးသူ့သမီးကတစားနာသာရှိလူမမနဲ့တူလာတယ်ဖော်ဝင်နေတဲ့အဖွားဦးနဲ့မိသားစုအလုံးတအိမ်စီခွဲထားကြရတယ်နောက်ဆုံးကြမှာဆရာနဲ့ဖုတ်ထုတ်လိုက်ရတယ်ဖုတ်တစီလည်းထွက်သွားရောအလောင်းဝချက်ချင်းအာတုဘကမတ်ထမ်းပုံပေါက်သွားတယ်လူသေးကောင်ပုံနှံ့ကြီးကလည်းထောင်းကနေထွက်လာတယ်ဒါကြောင့်အလောင်းချက်ချင်းတချို့လိုက်ရတယ်တဲ့အချင်းကနားငယ်ရက်ွက်ထဲမှာအုပ်ကြက်ဖြစ်ခဲ့တဲ့စကားတွေလို့သိရပါတယ်ဒီစကားတွေရဲ့မှာတော့မခံနိုင်စရာထူးထူးဆန်းဆန်းအချက်လက်တွေလည်းပါနေပါတယ်ဒါပေမဲ့နနာဘဝတွေနေပြစမ်းကြတဲ့ဖြစ်စဉ်တွေပါနနာဘဝတွေကြောင့်သိကျင်သူစူးစမ်းလေးလာသူလူတွေအတွက်ကာယရှင်တော်တွေကိုတွားရောက်တွေးဆုံမေးမြန်းပြီးတင်ပြလိုက်ခြင်းဖြစ်ပါတယ်ဖုတ်တစီဝင်ဖို့ခံရတယ်ဆိုရင်အဖွားတန်းနဲ့ဘလို့တော်ဆက်ပါတယ်လေကျမရဲ့အမေပါအဖွားတန်းကကွယ်လွန်သွားတော့အသက်ဘယ်လောက်ရှိပြီလဲအမေသက်62နှစ်မှာဆုံးသွားခဲ့ပါတယ်အဖွားတန်းနဲ့တအိမ်နဲ့နေကြတာကြားပြီလားမကြသေးပါဘူးအမေကမသိ3လလောက်ခင်မှအိမ်ရောက်လာတာပါအရင်ကတာရုကန်ရွာမှာနေရပါရောက်လာတဲ့အကြောင်းရှင်းပြပေးပါဦး
ကျမတို့ကတာရုကန်ရွာစာတိပါကျမအိမ်အောင်ကြပြီရွှေပြည်သာနှားငယ်ရက်ကွက်ကိုပြောင်းလာရပြီမယ်အမေကသူ့အိမ်မှာပဲကျန်တဲ့သားသမီးနဲ့အတူနေပါတယ်အမေကဆေးလေးကြိုက်တယ်လေအရက်တောက်တယ်14နှစ်သမီးကလေးကဆေးလေးတောက်တယ်လို့ပြောတယ်အဲ့ဒီဆေးလေးအရန်တောက်တဲ့ထန်တွေကိုတည်တဲ့အချိန်ထိအမေအလူလေးခန်းစားခဲ့ရတယ်အမေမှသွေးကြောပိတ်ယောဂဆွဲကပ်လာတယ်ခြေတန်းဖျားလေးကစပြီးညိုမဲလာတယ်ကြိုက်တဲ့ခဲတဲ့ဝေဒနာကြောင့်အမေအော်ဟစ်နေရတယ်တနေ့လုံးကြားနေရညီညွတ်တမ်းတွေကြောင့်အားလုံးစိတ်မချမ်းမသာဖြစ်ကြရတယ်သွေးကြောပိတ်ယောဂတနေ့တခြားပိုဆိုးလာတယ်လေခြေတန်းနေတခြားခြေချောင်းတွေပါကူးဆက်သွားတယ်အမေရဲ့ညီညွတ်အော်ဟစ်တမ်းတွေကပိုဆိုးလာတယ်အမေဒီလိုဝေဒနာခံစားနေရချိန်မှာအိမ်မလည်းအလိုလုပ်ဖို့အစအရာစီစဉ်ပြီးဖြစ်နေတယ်အလိုရနီးလာလေအလုပ်တွေပိုရှုပ်လာလေတစ်ချိန်နဲ့မှပဲအမေယောဂဝေဒနာလေပိုဆိုးလာလေဖြစ်နေတယ်အဲဒါကြောင့်အမေကိုအလိုလုပ်မယ်လို့တာရုကန်ရွာအိမ်ကနေနားငယ်ရက်ကွက်ကကျမတို့အိမ်ကိုပို့လိုက်တယ်မမရရအမေရောက်လာတာမလ16ရက်နေ့ပါဒေါ်နွယ်တို့အိမ်ရောက်ပြီးနောက်ပိုင်းဘလို့ရဆက်ဖြစ်တာလဲထုံးစံတိုင်းမှာပဲအမေယောဂပိုဆိုးလာတယ်ခြေဖမိုးတွေဖောရောင်ပြီးညိုပုတ်လာတယ်အမေရဲ့အော်ဟစ်ညူတန်လည်းပိုပြီးဆိုးလာတယ်ဒါဆိုစေးရုံဘာလို့မပြလဲအမေကအသက်လည်းအရန်ကြီးနေပြီစေးရုံပို့ရင်လည်းခြေထောက်တွေဖြစ်မှာမလို့သိရတယ်အဲ့ဒါကြောင့်မပို့တော့ပါဆက်ပြောပါအောင်ယောဂဝေဒနာတဲလွန်းတော့စားတာတောက်တာရောအဲ့အနေပါချိုးရင်းလာတယ်တဖြည်းဖြည်းနဲ့အရေရောဖက်ရောမဝင်တော့လူကလည်းမျက်တွင်းဟောက်ပတ်အယိုးပေါ်အရေတင်6ကပ်ပိန်နေလာတယ်ဒီလိုနဲ့အမေရဲ့နောက်ဆုံးချိန်ကိုရောက်လာတယ်အဲ့ဒီနေ့ကကျမတို့အိမ်ကိုညီကိုမောင်နှမအားလုံးရောဆွေမျိုးတွေရောစုံညီရောက်လာကြတယ်အမေတေလိုမဲချိန်ကိုစောင့်ပြီးကြည့်နေရတယ်အမေကအေးရထက်မှာပက်လက်ကလေးရှိနေတယ်အမေကဘာစကားမှမပြောနိုင်တော့မေတဆက်ထိုးပြီးအသက်ငင်နေတယ်အမေလူဘွားထွက်ခွာတော့မယ်စက္ကန့်ဘာလောက်ပဲလူတော့တယ်ဆိုတာကျမတို့အားလုံးသိနေကြတယ်ခဏနေတော့မေတစ်ချက်နှစ်ချက်ထိုးပြီးအမေငိမ့်သက်သွားတယ်ဦးလေးတယောက်ကအမေလက်ကဝိကိုကိုင်းပြီးသွေးခုန်တော့စမ်းကြည့်ပြီးတော့အသက်မရှိတော့လို့ပြောတယ်အဲ့ဒီအချိန်မှာပဲတည်သွားပြီဆိုတဲ့အမေရဲ့ခန္ဓာကိုယ်ဝုန်းကနေထိုင်လေသားဖြစ်သွားတယ်ခင်းထားတဲ့ဖျားအနားတွေကိုလန်တစ်ဖက်နဲ့စုပ်ကင်ထားတာကြောင့်ဖျားကြီးပါကပ်ပါလာတယ်ခေါင်းကြီးကလည်းအမေခေါင်းမှာကပ်လို့အမေမတည်သေးဘူးဆိုပြီးကျမတို့အားလုံးပြောသွားကြတယ်အမေကရေတစ်ခွက်တောင်းတောက်ပြီးငါ့ကိုထမင်းကျွေးလို့ပြောတယ်အမေထမင်းမစားနိုင်တာလားနဲ့ချိနေပြီးရေတောင်မှကိုးနဲ့တို့ပြီးအဆက်ချတိုက်နေရတာအမေထမင်းစားမယ်ဆိုတော့ကျမလည်းဝမ်းသာအရာထမင်းခုပြီးဟင်းတွေလည်းပုံနေဇိုးနဲ့ခွန်ပေးမယ်ဆိုတော့အမေကငါးဘာသာစားနိုင်နေတဲ့ထမင်းမကန်ဆွဲယူပြီးအားရပါရစားတော့တာပဲကျမတို့အားလုံးအမေစားနိုင်တာကြည့်ပြီးအံ့ဩသွားကြတယ်အမှန်တကယ်တော့အဲ့ဒီနေ့ကအမေတေလွန်ပြီးပါပြီအဲ့ဒီတညလုံးအမေရဲ့ဝိညာဉ်တာရုကန်ရွာသူ့အိမ်ကိုရှောက်သွားတယ်တညလုံးအိမ်ပေါ်မှာခြေတံတရှက်ရှက်နဲ့ရှောက်သွားနေရင်မိဖို့ကြောင့်နေဝင်ပြီးအိုးရီခွက်တွေလန်ပြောင်းဆန်ခန့်6လက်နေခွေးတွေကလည်းညာလုံးပေါဦးလိုက်ဟောင်းလိုက်စူညံနေရပဲတဲ့တာရုကနေအိမ်မှာဒီလိုဖြစ်ပြနေအောင်ရက်အနှင်းငယ်ကြမှာကျမတို့ကြားသိကြတယ်အဲ့ဒီအချိန်မှာကျမတို့ကတော့အမေမသိသေးဘူးဆိုပြီးပြောနေကြတာပေါ့အမေစားချင်တာတွေလည်းရှာဖွေချက်ပြုတ်ကျွေးကြတယ်အမေကကြွက်သားစားချင်နေတယ်ဟိုတုန်းကအမေကြွက်ကိုယွန်းနေမစားဖားတို့ငရှင်းတို့လည်းမစားအရင်ကမစားတဲ့သားငါးတွေကိုစားချင်တယ်လို့ပြောတယ်ဒီလိုထူးခြားချက်တွေရှိပေမဲ့ကျမတို့မရိပ်မိခဲ့ဘူးနောက်တစ်ခုထူးခြားတာရှိသေးတယ်အဲ့ဒီအချိန်မှာအမေရဲ့ယောဂအရင်ဆိုးဝါးသွားပြီခြေမျက်စိအောက်ရိုးစစ်အလုံးပြုတ်ကျသွားတယ်လေညိုပုတ်နေခြေထောက်ရေပြားအိတ်ထဲမှာဂလောက်ဂလောက်မြင်းနေယောဂစားဖြစ်တော့နေရောညပါငင်းညူအော်ဟစ်နေအမေကဒီလိုဖြစ်နေတဲ့အချင်းကြောင့်တစ်ချက်ကလေးမငင်းညူတော့ရှောင်မိတာမအော်တော့ကျမတို့အံ့အားလို့မဆုံးတော့ဘူးလေဒါမဲ့ဘာကြောင့်ဒီလိုဖြစ်ရလေဆိုတာတော့ကျမတို့မစင်စားမိကြအောင်အဖွားတန်းဖုတ်တစီဝင်ပိုးတယ်လို့ဘာကြောင့်ပြောရလဲဆက်စောကပြောခဲ့တယ်လို့ပဲတက်တက်လုံးမစားခဲ့အသားတွေကိုစားချင်တယ်လို့ပြောလာတယ်နေတိုင်းနဲ့အသားဟင်းတွေပဲတောင်းတယ်ပြီးတော့ခြေထောက်ချီနေရစိုးရဖြစ်သွားတာမငင်းညူတော့
နောက်ပြီးတာရုကန်အိမ်မှာအမေရဲ့ဝိညာဉ်ကရှောက်သွားအချက်အဲ့ဒါကြောင့်အမေကိုဖုံးဝင်ပူးနေဆိုတာသိရတာပါနောက်ပြီးတော့ရှိသေးတယ်အသေးအတန်လူမမအမေကဝါပြိုဖြစ်လာပြီးအမေနဲ့တူအိတ်တဲ့ကျမတနေ့တခြားပိန်ချုံလာတယ်လူမမရုပ်ပေါက်လာတယ်ကျမကိုယ်တိုင်နဲ့အားပြတ်တယ်လို့ခံစားနေရတယ်အဲ့ဒါမြင်လူတွေကအမေကိုဖုံးဝင်နေလို့တန်တရားဖြစ်လာကြတာကျမကိုလေတူတူတိတ်တိတ်ပေးကြတယ်အန်အော်ထူးကြတဲ့အဖြစ်ပြန်ဖုံးဝင်နေလို့မတင်ငါစရာကောင်းတဲ့အဖြစ်ပြက်မျိုးရှိသေးလားရှိတာပေါ့ကျမတို့အိမ်ရှိဖျားခက်မှာအိတ်ကြတယ်အမေကိုအလေးရထားပြီးကျမနဲ့အမေကဘေးတစ်ဖက်တစ်ချက်စီကနေအိတ်ကြတယ်အမေကဖျားစင်အောက်တက်မှာအိတ်တာညတည်းရင်တို့ကျမထားကြည့်အောင်အမေကအမြဲတမ်းချေးမဲ့ရောက်နေခေါင်းဘက်ကိုခြေထောက်ထိုးပြီးပြောင်းမြန်အိတ်နေတာညာတိုင်းလိုပဲထူးကြတာတည်းရင်တို့လို့ကြီးလိုက်တိုင်းအမေလက်ထက်ဖက်ကကျမကိုပေါ့အမြဲတမ်းတင်ထားလေးရှိအမေလက်ကရေခဲတုံးကြီးလိုပဲဒီအကြောင်းလေဆွေမျိုးတွေကိုပြောပြမိတယ်သူတို့အားလုံးကလည်းအမေကိုဖောက်ဝင်နေရလို့ပဲယုံကြည်နေကြတယ်အဲ့ဒါနဲ့ပဲညာဘက်မှာအမေကိုတတိထားစောင့်ကြည့်ဖို့တိုင်ပင်ကြတယ်အဲ့ဒီအချိန်ကနားငယ်ရက်ကွက်မှာလျှက်ဆက်မီမရသေးဘူးမီးဆက်နဲ့ပေးတဲ့ပုဂ္ဂလိကမီးပဲရှိရလေအဲ့ဒီမီးကလေည10 နာရီထိပဲရတယ်10 နာရီမီးပိတ်တာနဲ့မီးခွက်ထွန်းကြတယ်အမေကိုစောင့်ကြည့်မယ်လို့တိုင်ပင်တဲ့နေ့ကစပြီး10 နာရီထိုးတာနဲ့မီးခွက်မထွန်းတော့အမောင်နှင်းမှပဲနေလိုက်ကြတယ်အမေတို့တယောက်တည်းဖျားစင်အောက်မှာတိတ်ပြီးကျမနဲ့အမချေးမှပဲအိတ်တော်တယ်မောင်လေးတွေကလည်းအမေကိုစောင့်ကြည့်ဖို့လာအိတ်ပေးကြတယ်ညတကောင်ကြော်ချိန်လောက်မှာတော့တထထောက်အတန်ကြားရတယ်ဒီအတန်းအမေခြေထောက်ထဲကကြွေကြနေရဲ့အယိုးအစတွေနဲ့အိမ်ကျမ်းမြင့်ထိခတ်မိရဲ့အတန်းကျမတို့လန်နိုးသွားကြတယ်ဒါပေမဲ့ဘယ်သူမှမလှုပ်ကြအောင်အမောင်နှင်းရမိပဲအမေကိုကြည့်နေကြတယ်အမေကအမောင်နှင်းမှာပဲဖင်တီကိုဆွဲပြီးကျမတို့ဘက်ကိုလာနေတယ်အမေခြေထောက်လောက်တိုင်းတထထောက်တန်မြည်နေတယ်တဖြည်းဖြည်းနဲ့အမေကကျမအနီးကိုရောက်လာတယ်အဲ့ဒီအချိန်မှာမောင်လေးတွေကအမေစီကိုလက်နှိပ်တက်မိနဲ့ပြန်တူထိုးလိုက်ကြတယ်ကျမအရန်ကိုလန့်သွားတယ်လက်နှိပ်တက်မိချောင်းလေးစုပြုံဝင်လာတော့အမေကဘယ်ဘက်လက်ကိုပင့်ပြီးမျက်နှာကိုကွယ်လိုက်တယ်အဲ့ဒီအခိုက်တန့်လေးမှာကျမမြင်လိုက်ရတာအမေမျက်နှာမျက်လုံးတွေမရှိဘူးနှာခေါင်းမရှိဘူးပါးစပ်ပေါက်လည်းမရှိရဲ့မျက်နှာချင်းကျမအသေးတွေတုံသွားမတက်ခံစားလိုက်ရတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲအမေမျက်နှာအရှင်လိုပဲပုံမှန်ဖြစ်သွားတယ်အမေကကျမဘေးမှာထိုင်ပြီးကျမမျက်နှာစင်စင်ဝါစိုက်ကြည့်နေအမေဘာလို့မလို့လဲကျမကတခုများလုံးမလို့လားကျမတို့တန်တရားဖြစ်နေကြသလိုတကယ်ပဲဖောက်ဝင်နေရလားမောင်လေးတွေကအမေကိုချောမော့ပြီးသူ့အိမ်ရောက်ပြန်ပို့ပေးလိုက်ကြတယ်အဲ့ဒီညမိုးလင်းတဲ့အထိအမေမအိပ်တော့ဘာစကားမှမပြောပေမဲ့မျက်လုံးကြောင်ချင်းနဲ့အပေါ်ကိုစိုက်ကြည့်နေတခုခုလှုပ်ဖို့အကြံထုတ်နေသလိုပဲလို့ကျမတွေးမိတယ်တခါတော့လည်းအမေက9 ချက်ကျွေးလို့ပြောလို့ကျမဈေးကိုသွားတယ်ဈေးကပြန်လာတော့အားရင်ကုန်ခန့်ပြီးကျမမောလာတယ်မီးဖို့ဘတ်တာမသွားနိုင်တော့အေးစီခန့်ချင်းဘက်မှာပဲဈေးချနှောင်ချပြီးအမောဖြင့်ခဏလဲလိုက်တယ်လဲရနေအိပ်ပျော်သွားလိုက်တယ်ဘလောက်ကြောင်အိပ်ပျော်သွားလဲမသိဘူးဆူဆူဝါအော်ပြီးနှိုးနေတဲ့အတန်းကြောင့်ကျမလန်နိုးလာတယ်နိုးချင်းမြင်လိုက်ရတာကျမအပေါ်ကမိုးပြီးကြည့်နေအမေရဲ့မျက်နှာကြီးနောက်မှသိရတာကျမအိပ်ပျော်သွားချိန်မှာအမေသူ့အိပ်ရာနေဖင်တီကိုဆွဲပြီးကျမရှိအောင်သွားနေဒီလိုသွားနေအောင်အိမ်ဒီချင်းအမျိုးသမီးတယောက်ကဖွင့်ထားတဲ့ပတင်းပေါက်ကနေလှမ်းမြင်လိုက်တယ်ပန်ဝင်းကျင်လူတွေအားလုံးကလည်းအမေကိုဖုံးဝင်တယ်လို့ယုံကြည်ကြတာကြောင့်စောင့်ကြည့်နေကြတယ်အိမ်ကြီးကျမစီကိုအမေသွားနေရမြင်တော့အိမ်ဒီချင်းကစိတ်ပူသွားတယ်အဲ့ဒါကြောင့်ကျမရဲ့သမီးငယ်ကိုအမြန်သွားပြောတယ်သမီးငယ်ကစိတ်ပူပြီးအမေထဖွားဖွားကြည့်လာနေပြီမြန်ထားတော့လို့အော်ပြီးကျမကိုအတင်းလာနိုးတယ်အမေကျမကိုကြည့်နေပုံကတမျိုးကြီးပဲတကယ်ဖောက်ဝင်နေရကြောင်းလားဖောက်ဝင်နေတယ်လို့ကျမတို့ပဲထင်နေလို့လားမသိဘူးမပြောကောင်းမိမယ်အဲ့ဒီအချိန်အမေကိုကြောက်နေရုံစိတ်ကပိုပြီးလွှမ်းမိုးနေဖုတ်တရားသွေးဆုံနိုင်တယ်လူကောင်းရဲ့ခန္ဓာကိုယ်ထိရုံနဲ့သွေးဆုပ်လို့ရတယ်အဲ့ဒီကလူကောင်းကသွေးသား6 ခန်းလာမယ်အားရင်ကုန်ခန်းမေဆွဲစကားကိုလေရှုံနေအမေနဲ့ကျမလည်းအဲ့လိုဖြစ်နေတော့အမေကိုဖုံးဝင်နေလို့ပဲထင်ထားတယ်ဒါကြောင့်လေမောင်နှမတွေဆွေမျိုးတွေတိုင်ပြီးနားလေတက်ကျွမ်းနေစရာနဲ့ဖုတ်ထုတ်ခဲ့ကြတယ်ဖုတ်ထုတ်ပုံထုံနည်းတွေကိုလေ
မှတ်မိတလောက်ပြောပါအောင်ဖုတ်ထုံးမင်းဆိုတော့အမေကိုအိမ်မှာတယောက်တည်းထားရပါတယ်ကျမတို့မိသားစုအားလုံးနဲ့အနီးနားအိမ်တွေမှာပြောင်းနေကြတယ်အိမ်မော်ဘရော့ကဆရာပဲတက်ပြီးဖုတ်ထုတ်တဲ့အစီအတွေလုပ်တယ်ကျမမှတ်မိတလောက်တော့အမေအိမ်ရအိမ်မှာအမေမသိအောင်ဩစာရွက်ခင်းတယ်ဖက်နှက်ထားတယ်အိမ်တွင်အုံပေါ်ဖျောင်းနိုင်ထွန်းတယ်နောက်ဆုံးရွာတော့ရှင်နှမ်းသွားပြီးအမေခန္ဓာကိုယ်မှာပိုးဝင်နေတဲ့ဖုတ်တစီကိုနှင်ထုတ်ပေးဖို့တောင်းပန်တယ်ဖျောင်းနိုင်စောက်ထိုးဆိုင်ပြီးမီးထွန်းတယ်နောက်တနေ့မနက်၈ နာရီခွဲလောက်မှာနာနာဘွားဖုတ်တစီအမေကိုရီးယားနေထွက်သွားတယ်ဖုတ်ထွက်သွားမယ်မနက်ပိုင်းချင်းအမေခန္ဓာကိုယ်ဝါဖြစ်ဖြစ်ပဲအတန်လဲမှထန်နေသေးတယ်ဖုတ်ဝင်နေသူတာမဟုတ်ရင်ဘယ်လိုနည်းနဲ့မှမသိနိုင်သေးဘူးဖုတ်ဝင်နေလို့သာဖုတ်ထွက်သွားတဲ့ချက်ချင်းတီးသွားတာပါဖုတ်ထွက်သွားပြီးတော့ဘယ်လိုထူးခြားတာတွေတွေ့ရသေးလဲထူးခြားရလို့ပြောရမှာပဲဖုတ်ထွက်သွားတာနဲ့ဆက်စွာဝါဖြိုးနေအမေရဲ့ခန္ဓာကိုယ်ရှူပြစ်လိုက်တယ်လို့ချုံချုံကျသွားတယ်ပြီးတော့လူသေးကောင်ပုံနှက်ကြီးချက်ချင်းနန်းဟောင်းလာတယ်ယောဂဖြစ်နေတဲ့ခြေထောက်ကအရေးပြားတွေရှိကြပေါက်ကွဲသွားပြီးအယိုးဆက်တွေအောက်ကိုပြုတ်ကျသွားတယ်အပုံးသားလေပတ်ဝန်းကျင်တစ်ခုလုံးမခံမရနိုင်အောင်နှမ်းနေတယ်ဒါနဲ့ပဲချက်ချင်းတကြိုလိုက်ရပါတယ်ကျမတို့အိမ်အမေရောက်လာတာ19ရက်3လ2010ဖြစ်ပြီးဖုတ်တစီထွက်သွားတဲ့နေ့က19ရက်6လ2010ဖြစ်လို့3လတတိအိမ်မှာနေသွားပါတယ်ဖုတ်တစီဝင်ပူးတဲ့ကာလ1လလောက်ရှိပြီလေပယောကားဆရာ10ရက်လောက်ကြာဖုတ်ထုတ်ရပါတယ်ပရိသတ်များရှင်နိုးခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဖုတ်ဝင်တဲ့သူဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်ဇာတ်လမ်းလေးကိုနားဆင်ပြီးပြီဆိုတော့ပရိသတ်များလေးကြိုက်နေတတ်မယ်လို့နိုးဝယုံကြည်ပါတယ်နော်နောက်နေ့မှလည်းဘယ်လိုဇာတ်လမ်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များနိုးနဲ့တူတူစောင့်မျှော်အားပေးကြပါအောင်ရှင်နိုးတို့ channel မှာတင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးများကိုနားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြေပြောင်းနိုင်ကြပါစေလို့နိုးတို့ channel လေးမှာဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်ကဲနောက်နေ့မှပြန်လည်တွေ့ဆုံကြမယ်နော်ဘိုင်ဘိုင်